ကဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်လာဖို့သူ့မှာဘယ်လိုစိုးဝက်ချက်တည်ရှိမလဲမန်ဒလီမှဒီမန်စီးတီးအထိစတာနော်မဟုတ်ပါဘူးနော်ဝေနိုင်ငံရဲ့မျိုးလီတစ်မျိုးကနေကဘာထိပ်တီးဖြစ်လာတဲ့အာလန်ဟာလန်ရဲ့ခရီးစဉ်ကိုကြည့်လိုက်ရအောင်ဟာလန်ကိုအင်္ဂလန်မှာမွေးပေမဲ့နော်ဝေမှာကြီးပြင်းနေတာပါအသက်16နှစ်မှာမော်လ်ဒီအသင်းကိုရောက်တော့သူဟာပင်ပင်ပါပါကောင်လေးတစ်ယောက်ပဲဒါပေမဲ့အသင်းရဲ့အစာအထောက်ချက်ပြုတ်ပေသူတန်တေးရဲ့အာဟာရကျွေးမှုနဲ့ကြန့်ခိုင်ရင်းနှီးပြရဲ့လေ့ကျင့်ပေးမှုကြောင့်နှစ်အတွင်းအရက်8စင်တီမီတာရှည်လာပြီးတကယ်နွားတိုးကြီးတစ်ကောင်လိုဘလက်တောက်လာခဲ့တယ်သူ့ရဲ့အကြိုက်ဆုံးအစားအစာကနော်ဝေအမဲသားလုံးဟင်းနယ်ဗျသူ့ရဲ့ပါရမီကအသက်16နှစ်အရွယ်မှာတင်စပြခဲ့တာပွဲတစ်ပွဲမှာ16နှစ်အတွင်း4ဂိုးသွင်းပြီးတကဘာလုံးကိုအာအောင်စေခဲ့တဲ့သူ့အဖေအာဖီဟာလန်ကလည်းပရီးမီးယားလိကစားသမားဟောင်းတယောက်ဆိုတော့ဟာလန်ရဲ့သွေးထဲမှာဘောလုံးစိတ်ဓာတ်ကအပြည့်ပဲဒါပေမဲ့သူ့အဖေလည်းပိုကောက်တဲ့ကစားသမားဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်ကသူ့ကိုအမြဲတွန်းအားပေးနေခဲ့တာပါSouth Park ကနေတော်မွန်းအဲ့ဒီကနေအခု Man City ရဲ့အထိဟာလန်ရဲ့ရှိုးဝါချက်ကမျိုးရိုးဗီဇတယ်မဟုတ်ဘူးသူ့ရဲ့ personality ပါသူဟာဘိုးလုံးကလွယ်ရင်တခြားဘာကိုမှစိတ်မဝင်စားဘူးအမြဲတမ်းကိုသွင်းသူပဲစာလောင်နေတဲ့သူပါဒါကြောင့်တင်လဲတစ်ခုခုမှာထိတ်ဆုံးရုပ်ချင်းရင်ဟာလန်လိုပဲကိုလှုပ်တဲ့အလုပ်ပေါ်မှာယူသွဲမှုရှိဖို့လိုမယ်နော်နောက်ထပ်ဘဲကစားသမားအကြောင်းသိချင်သေးလဲ comment မှာရေးခဲ့ဦးအခုလိုစိတ်ဝင်စားစရာကစားသမားတွေရဲ့အကြောင်းတွေကိုထပ်ပြီးသိချင်ရင်တော့ကျွန်တော်ကို follow လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်